ကွင်းမီတွေပျောက်သွားတဲ့ကလူတွေရဲ့ခြုံပုတ်စိတ်ကငကိုးနဲ့ရှိတယ်အနုသိရမှာပါပြီးသားအဲ့ဒါတွေကထုံးကားလာအဲ့ဒါကိုဘေတာဟူကိုပြောတဲ့စကားလေးနဲ့ပြီးတော့ကပ်ပြောချင်တာ He who opens a school door closes a prison ထောင်တကားတွေပိတ်စေခြင်းကျောင်းတကားတွေဖွင့်လိုက်စာသင်ကျောင်းတွေပိတ်လို့မရထောင်တကားတွေပိတ်ချင်တယ်ဆိုရင်ကျောင်းတကားတွေဖွင့်လိုက်အဲ့ဒါပြောင်းပြန်ကျောင်းတကားတွေပိတ်ထားတယ်ဆိုရင်တော့ထောင်တကားတွေကပွင့်နေဦးမှာပဲငါတို့ဘာကြောင့်စာဖတ်တင်တာလဲဒါလေးဖတ်ပါဗျာစာကြည့်တဲ့တကားတွေပိတ်ထားခြင်းသည်ဂျာမန်စကားပုံတစ်ခုကိုယူရတာပဲ The library doors are closed the prison doors are open စာကြည့်တဲ့တကားတွေပိတ်ထားတာဟာထောင်တကားတွေပွင့်နေတာနဲ့တူတယ်ဒီလိုရှင်များတို့လည်းပြောခဲ့ပါတယ်နော်ကလေးတွေကိုလည်းသင်တဲ့နေရာကြီးအမြဲတမ်းပြောပါတယ်ရှင်များတို့လည်းမှတ်မိမယ်ထင်ပါတယ်နိုင်ငံတကာနိုင်ငံရဲ့တိုးတက်ခြင်းဆွေးနွေးခြင်းပြရုပ်တွေကြီးတဲ့နေရာမှာဒီလို၃နေရာကြီးပါတယ်နံပါတ်1ဆေးရုံတွေမှာလူစည်းနေရင်အဲ့နိုင်ဟာပညာမဲ့တွေများနေလို့နံပါတ်2အချုပ်တွေထောင်တွေမှာလူစည်းနေရင်အဲ့နိုင်ငံဟာပညာမဲ့တွေများနေလို့နံပါတ်3တရားရုံးတွေမှာလူစီကားနေအဲ့နိုင်ငံဟာပညာမဲ့တွေများနေလို့ပညာမဲ့တွေလူမိုက်တွေများနေတယ်ဆိုတဲ့သင်္ကေတပေါ့ဗျာကြည့်လို့ရနိုင်တဲ့နေရာ၃နေရာပြန်ပြောကြည့်ပါအောင်ရပဲနေရာတွေတုံးဗျာစေယုံစေကန်းတွေမှာလူစီကားနေရင်နောက်တစ်ခုကချုပ်တွေထောင်တွေမှာလူစီကားနေရင်နောက်တစ်ခုကတရားရုံးတွေမှာလူစီကားနေရင်အဲ့ဒါမစီကားတဲ့နေဟာပေါ့အပနိစ္ဆန္ဒသုံးမှာတော့မြတ်စွာဘုရားရှင်မပွန့်ပေါ်အပ်တဲ့အရာ၃မျိုးဆိုပြီးဟောထားတာရှိပါအဲ့ဒါဘာတွေလဲဆိုတော့အမျိုးသမီးတွေရဲ့ကိုယ်ငါစိတ်ပိုင်းတွေမပွန့်ပေါ်အပ်ဘူးနောက်တစ်ခါမိစ္ဆာယန္တရားအတက်တွေမပွန့်ထွန်းအပ်ဘူးပေါ့မိစ္ဆာဒိဋ္ဌိတရားတွေမပွန့်ပေါ်အပ်ဘူးအဲ့ဒါတွေလောကမှာထွန်းကားလာရင်မထွန်းကားတဲ့အရာ၃ခုထွန်းကားလာရင်လောကဆိုးကိုကြောင်းလို့ပဋိစ္စနာသုံးမှာကျတော့ပွန့်ပေါ်အပ်တဲ့အရာ၃မျိုးဆိုပြီးပြောထားတာရှိအဲ့ဒါတွေရဲ့ဘာတွေတုံးဆိုတော့နေရောင်လရောင်မြတ်စွာဘုရားရှင်တရားအယောင်ဒီ၃ခုဟာကျတော့ထွန်းကားတဲ့နဲ့ပွင့်ပေါ်တဲ့နဲ့ထင်ရှားတဲ့နဲ့အဲ့ဒီ၃ခုထွန်းကားလာတာထင်ရှားလာတာလောကတိုးပွားကြောင်းလို့ပြောတာရှိပါတယ်ဗျအဲ့ဒီနီးသူပေါ့ဗျာတပည့်တော်အခုပြောချင်တာတိုင်းပြည်တစ်ပြည်မှာဆေးရုံတွေလူစီနေပြီမြန်မာပြည်ရဲ့ဆေးရုံတွေမြန်မာပြည်ဆေးရုံတွေလူစီတာမဟုတ်ဘူးထိုင်းမှာသွားကြည့်လဲတဝက်လောက်သောဆေးရုံတွေကမြန်မာတွေပဲဆေးပြသွားတယ်ဆိုတဲ့ဟာကိုဆေးကန်းသွားတယ်ကင်ဆာသွားကူတယ်နိုင်ငံခြားမှာသွားကူတာကိုတကယ်ကိုမြန်မာပြည်ကအခုအထင်ကြီးခံတရားလို့ဂုံစားနေတဲ့သူတွေရှိသေးတယ်မြတ်စွာဘုရားရှင်အာရောဂပရမလာပါကျမ်းမာခြင်းဟာအကောင်းဆုံးလက်ပဲတန်တုဋ္ဌိပရမန္တနာရောင်ရဲဓမ္မချမ်းသာမယ်ဆိုတော့တပည့်တော်လူတရားအောင်မြင်တဲ့တိုးတက်တယ်ဆိုတာဘာနဲ့ကြည့်ပြောမလဲကျမ်းမာရေးဘယ်လောက်ကောင်းလဲပေါ့ကျမ်းမာရေးမကောင်းဘူးဆိုရင်ဘယ်လောက်ချမ်း